speaking ပြောတဲ့ခါကျလို့ရှိရင်စလုံးတွေကိုစာရေးလိုက်စီနေရတယ်ပေါ့နော်အဲ့တော့ sentence စကြောင်းထွက်ဖို့ကအရန်ကိုကြိုးစားနေရတယ်အဲ့ဒါကိုဘယ်လိုဖြစ်ရှင်းမလဲဘယ်လိုမျိုးလေ့ကျင့်လို့ရှိရင်ပို့ပြီးတော့တွက်လာနိုင်တယ်ပေါ့နော်နံပါတ်1ပြင်ရမယ့်ဟာက stop learning single words တလုံးချင်းစီမှတ်တဲ့ဟာကိုရက်ဖို့ပေါ့နော်အဲ့လိုတလုံးချင်းစီမှတ်မယ့်ညမှာစလုံးတွေကို chunks လိုက်အစုလိုက်လေးမှတ်လို့ရတယ်ဥပမာထားပါတော့ကိုကဒီ football ဆိုရင်football ဘောလုံးလို့မှတ်ရင်ကွာတကယ် speaking ပြောမယ်လို့ဆိုတာ football တစ်လုံးနဲ့ပြောတာမျိုးမဟုတ်လေI play football လားအဲ့လိုမျိုးပေါ့နော် football ဆိုရင်ကွာကိုကလေ့ကျင့်တဲ့ချိန်မှာလည်းတခါလေ play football အဲ့လိုအတွဲလိုက်လေးမှတ်တာမျိုးပေါ့နော်ဥပမာ happy ဆိုရင်တခြား speaking ပြောရင် happy လို့တစ်လုံးနဲ့ပြောတာမဟုတ်လေဟိုသူ့ဘာနဲ့တွဲမလဲပေါ့နော်ဥပမာ I feel happy လား I am happy လားအဲ့လိုမျိုးပေါ့ဟို pattern တွေအများကြီးလိုက်မှတ်ရမယ်လို့လည်းမဟုတ်ဘူးကွာဟိုကိုကဘယ်အခြေအနေဘယ် context အောက်မှာ speaking ပြောမှာလဲပေါ့နော်အဲ့ဒီအတွက်လိုအပ်တဲ့ pattern တစ်ခုကိုပဲအဲ့ဒီစလုံးနဲ့တွဲမှတ်လို့ရတယ်ဥပမာ proud ဆိုရင်ကိုက proud ဂုဏ်ယူပါသည်လို့တစ်လုံးနဲ့မှတ်မယ်ညမှာပေါ့နော် proud နဲ့ဘာတွဲလဲပေါ့နော်ဥပမာ I'm proud of ဆိုပြီးတော့အဲ့လိုမှတ်လိုက်လို့ရှိရင်ဘာဖြစ်လဲဆိုတော့ကိုက proud လို့စဉ်းစားလိုက်တာနဲ့ကွာကိုရဲ့ memory မှတ်ဉာဏ်ထဲမှာကွာ I'm proud of လို့အတွဲလိုက်ထွက်လာအဲ့လိုတွဲလိုက်ထွက်လာခါကျတော့ speaking မှာပို့ပြီးတော့မြင်နေပေါ့နော်ဟိုစာလိုက်စီနေကြမလို့တော့ကွာဥပမာ proud က adjective ဆိုတော့ amisa နဲ့တွဲမှာ amisa ဆိုတော့ I am proud of ဘာညာဆိုတော့အဲ့ဒီ step by step အဆင့်ဆင့်ကြီးတွေးကြမလို့တော့ဒီအစုလိုက်ကြီးကိုကွာတခါတည်း ready made ပေါ့နော်အဲ့လိုမျိုးမှတ်လိုက်တာမျိုးပေါ့နော်အဲ့ဒါဘာလို့ခေါ်လဲဆိုတော့ဒီဟို language မှာတော့ဟို functional language လို့ခေါ်ရပေါ့နော်ဒီလိုအတွဲလိုက်တွေမှတ်တာမျိုးပေါ့ဒါကြောင့်ဒါ vocab ကိုမှတ်တဲ့နည်းလမ်းပေါ့နော်အဲ့တော့က vocab ဆိုရင်ကိုသုံးမဲ့အခြေအနေမှာသုံးရမယ့်ဟာကို sentence level ပေါ့နော်တစ်လုံးချင်းနေမဟုတ်ပဲね sentence level မှတ်တာမျိုးอ่ะကိုယ့်ရဲ့ fluency ကိုပို့ပြီးတော့တက်စေရောနောက်တစ်ခုကကြောင့် grammar number 2 grammar မှာကျတော့ grammar rules တွေကိုအလွတ်ချက်မှတ်တာထပ်ပေါ့နော်ဟို communication မှာတကယ်ပြန်သုံးလို့ရတဲ့ပုံစံမျိုးမှတ်တာမျိုးပေါ့နော်ဥပမာထားပါတော့ဟိုတချို့ဒီငယ်ငယ်တော့ဆိုရင်ဟို present simple တို့ present continuous ဆိုတာပြောမယ်ကွာဒါပေမဲ့တကယ် speaking ပြောပြီးဆိုလေကိုက present simple တို့ present continuous ဆို speaking ထဲမှာထည့်ပြောနေတာမဟုတ်ဘူးလေဥပမာက present continuous မှတ်မယ်ဆိုရင်နာမည်ထပ်ပေါ့နော် I'm doing she's doing he's doing ပါညာအဲ့လိုမျိုး conversation မှာသုံးရမယ့်ပုံစံ form ကိုတခါတည်းမှတ်လိုက်တာပို့ပြီးတော့ effective ဖြစ်တယ်ဥပမာထားပါကိုကဒီစလုံးတစ်ခုလေးလာ enjoy နောက်မှာbad fine ကြီး gerund လိုက်တယ်လို့ကွာမှတ်လိုက်တယ်ထားပါအဲ့ဆို enjoy နောက်မှာ gerund လိုက်တယ်လို့မှတ်မဲ့နေရမှာပေါ့နော်တခါတည်းလေ I enjoy swimming I enjoy cooking I enjoy baking ပါညာလေအဲ့လို enjoy နောက်မှာစလုံးတွေအဲ့လိုတခု I enjoy doing something ပေါ့နော်အဲ့လို pattern မှတ်လိုက်ပြီးအဲ့ဒီထဲမှာလေအခြား activity တွေကိုအဲ့လိုမျိုး substitute အစားထိုးပြီးတော့လေအမျိုးမျိုး sentence တွေပြောင်းပြီးလေ့ကျင့်ကြည့်ဟိုဒီ pattern တစ်ခုတွေကိုမှတ်မိအောင်လေ့ကျင့်တာမျိုးပေါ့နော်အဲ့ဒါကိုဘာလို့ခေါ်လဲဆိုရင် substitute training လို့ခေါ်တယ်သူကအရန် effective ဖြစ်တယ်နောက် fluency မှာစကားပြောမယ်ဆိုအတွဲလိုက်လေကိုယ်စီရောက်လာမျိုးကွာတစ်လုံးချင်းလိုက်ပြီးတော့စဉ်းစားစရာမလိုတော့ဘူးပေါ့နော်ဥပမာက present perfect continuous သုံးနေမယ်ထားပါတော့ဟို teacher B2 တန်းနေတယ်လို့ဆိုရင်သူတို့ကဒီမှာဘာသုံးလဲဆိုတော့သိရ present perfect continuous သုံးမယ်ပေါ့နော်ဒါပေမဲ့တကယ် speaking ပြော he ဆိုတော့သူကပြန်စဉ်းစားနေရတာကွာpresent perfect continuous ဆိုတော့ have been bad ing ဆိုအဲ့လိုကအဆင့်အကျတော့အဲ့ညမှာကွာတခါတည်းလေ I've been doing she's been doing they've been doing ဆိုပြီးတော့လုံးဝ contractive form အဲ့ pattern ကိုပဲမှတ်ထားလိုက်အဲ့ဆိုကွာ doing ညမှာကိုကြိုက်တဲ့ verb ထည့်ရုံပဲကွာI've been reading this book for a long time I've been watching this movie for a long time ပါညာအဲ့လိုမျိုးအစဉ်သင်ထည့်ရုံပဲပေါ့နော်အဲ့ဆိုကိုယ့်ရဲ့ fluency ကပို့ပြီးတော့တက်လာတယ်ပေါ့နော်နောက်ဆုံးတစ်ခု number 3ရေးကြည့်သွားမှာပါလဲဆိုတော့ repetition ပေါ့နော်ဟို memory ရဲ့သဘောတရားကသူက information တစ်ခုကိုမှတ်လိုက်ပြီးတစ်ပတ်လောက်ဆိုမှတ်မိသေးတယ်နှစ်ပတ်လောက်ဆိုနည်းနည်းလေးမရေးနေရောဘူးပေါ့နော်အဲ့တော့ကိုကဟိုအချို့ကြတော့စလုံးနေမှန်နေ study plan တွေလောက်ကြရများတယ်ဟိုအမေဟိုတချေကြတော့ဘာကိုပို့ပြီးတော့သဘောကျလဲဆိုရင်တစ်ခုခုမှတ်ပြီးွားရင်လေကိုကဘာမှတ်ထားရဲဆိုတာကိုလေကိုတင်ပြီးတဲ့ဟာကိုချရေးရမျိုးပေါ့နော်ဥပမာထားပါငါဒီနေ့ furniture နဲ့ပတ်သက်တဲ့စလုံးတွေတင်လိုက်တယ်ဆိုအဲ့ဒါလေးကိုချရေးရဘာလို့အဲ့လို track လောက်ခိုင်းတာလဲဆိုလေတစ်ပတ်နှစ်ပတ်လောက်နေကွာကိုလုပ်ပြီးွားတဲ့ဟာကိုပြန်ကြည့်ဘယ် resource ကလုပ်ထားလဲကွာတခါတည်းမှတ်ထားပါတော့ Google Sheet ပုံစံလေးလုပ်လို့ရတယ် sheet မှာဘာခေါင်းစဉ်ပေါ်ခက်လဲဘယ် website ကလုပ်တာလဲဟို course book ဆိုလဲဘယ် course book ကလုပ်တာလဲပေါ့နော်အဲ့ဒါမျိုးထားရလိုက်ပြီးတော့ကိုကပြီးတော့မှဒီပြန်ပြီးတော့နှစ်ပတ်လောက်နေအဲ့ဟာကိုပြန်သွားကြည့် review ပြန်လုပ်ပေါ့နော်အဲ့လိုမျိုးလုပ်လို့ရှိရင်ကွာကိုက2ခေါက်3ခေါက်လောက် review လုပ်ပါများတယ်ဒီဟာကိုကလုံးဝမှတ်မိသွားတယ်ဒီ pattern စီကိုလုံးဝစိတ်ထဲမှာဆွဲသွားတယ် speaking ပြောရမယ်ဆိုတော့ねကိုယ့်စီကိုဒီစလုံးတွေကအဲ့လိုလိုရောက်လာတယ်ပေါ့နော်အဲ့တော့ repetition ကလည်း
ဒီ vocabulary မှတ်မိဖို့ရယ် speaking ပြောရမှာဟေးဆိုဝန်တန်းခေါင်းထဲမှာပေါ်လာဖို့ရအတွက်ဒီခဏပုံမှန် review ပြန်လုပ်ပေးရတယ်အရေးကြီးရပေါ့နော်ကျောင်းသားများစုကြောက်လေစလုံးတွေအသက်မှတ်ဖို့အရင်အားတန်တာတင်ပြီးွားတဲ့ဟာတွေပြန် review လုပ်မယ်ဟေးဆိုသူတို့မှာမမှတ်မိရောပေါ့နော်ပြီးခဲ့တဲ့ဘက်ကဘာလုပ်ခဲ့ရတာပါညာမမှတ်မိရများအဲ့နေရာမှာကိုကဦးနာလို့ပေါ့နော်စခုတင်ပြီးဆိုတာနဲ့လေကိုယ့်ရဲ့ဖုန်းနှုတ်မှာဖြစ်ဖြစ် Google Sheet မှာဖြစ်ဖြစ်ငါထားလိုက်တင်ပြီးွားဆိုပြီးအဲ့ဒါမှတ်ထားလိုက်ပြီးရင်နောက်2ပတ်လောက်နေပြန်ကြည့်ရမျိုးပေါ့နော်အဲ့ဒါမျိုးဆိုလေကိုယ့်ရဲ့vocabulary ကိုပိုပြီးမှတ်မိရတဲ့ကြောင့်မလို့ speaking ပြောရတဲ့ဟာကျရင်ပိုမြန်လာမယ်စလုံးတွေလိုက်ရှာနေစရာမလိုတော့ဘူးပေါ့နော်